Premier League ရာသီသစ်အဖွင့်ပွဲစဉ်တစ် Premier League Champion နဲ့ Championship Champion တို့ထိပ်တိုက်တွေ့ဆုံတဲ့ Premier League ပွဲစဉ်တစ်ဟုတ်ကဲ့ဒီနေ့ Premier League ပွဲစဉ်2026-2029 Premier League ရာသီကတော့စတင်ပြီဖြစ်ပါတယ်ထူးထူးခြားခြားတောက်ကြနေမှာစတင်တဲ့ရာသီဖြစ်ပြီးတော့ Arsenal Coventry City တင်းနဲ့စတင်ဖွင့်လဲသွားမှာလည်းဖြစ်ပါတယ် Arsenal ကတော့ Premier League လက်ရှိ Champion ဖြစ်ပြီးတော့ Coventry City က Championship Champion ဖြစ်တာကြောင့်မလို့ခြားနာချက်ကြီးမားတဲ့အသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုအဖြစ်သတ်မှတ်ရမှာဖြစ်ပေမဲ့ Premier League မှာဘယ်အသင်းကိုမှ short တော့လို့မရနိုင်တဲ့အနေအထားလည်းဖြစ်ပါတယ်ပြီးတော့ရာသီအစဆိုလို့ရှိရင်တော့ပြုပြင်ဆောက်တဲ့ကာလဖြစ်တာကြောင့်မလို့အသင်းကြီးတွေဆိုပေမဲ့လည်းအင်အားအပြည့်တည်ငြိမ်မှုအပြည့်နဲ့ပေါ်ထွက်လာနိုင်ခြင်းမရှိတတ်တဲ့အနေအထားလည်းဖြစ်ပါတယ်ဒီရာသီကတော့ဇွန်ဇူလိုင်မှာကစားခဲ့တဲ့2026ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပတဲ့အကျိုးဆက်ရှိနေတာလည်းဖြစ်ပါတယ်ကမ္ဘာ့ဖလားဆင်နွှဲခဲ့တဲ့ကစားသမားတွေကိုကလပ်အသင်းနဲ့နောက်ကြားမှာပြန်လဲပူးပေါင်းခွင့်ရတာဖြစ်ပြီးတော့တခြားပုံမှန်ရာသီတွေလောက်ပြင်ဆင်ချိန်မရခဲ့တာလည်းဖြစ်ပါတယ်ပြီးတော့နွေရာသီပြောင်းရွှေ့ဈေးကွက်ကလည်းပိတ်သိမ်းခြင်းမရှိသေးတာကြောင့်မလို့လိုချင်တဲ့ကစားသမားတွေကိုမခေါ်ယူနိုင်သေးတဲ့အနေအထားလည်းဖြစ်ပါတယ်အသင်းကစားသမားအချို့အနာကမတည်ငြိမ်သေးတဲ့စတဲ့ပြဿနာတွေရှိနေတာလည်းဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်ဒီအခြေအနေတွေကိုအသင်းနဲ့ကွက်ပြီးတော့ရင်ဆိုင်ရတာမဟုတ်ဘဲနဲ့အားလုံးအတူတူရင်ဆိုင်ခဲ့ရတာဖြစ်တာကြောင့်မလို့ကိုနီကိုလန်နဲ့ပဲအကောင်းဆုံးဖြည့်ရှင်းရမှာလည်းဖြစ်ပါတယ်လက်ရှိချန်ပီယံအာဆင်နယ်ရဲ့နီးပြအာဒီတာကတော့ရာသီသစ်အတွက်အဆင်သင့်ဖြစ်နေပြီလို့ယုံကြည်ရဲရွံ့စွာကြွေးကြော်ထားတာလည်းဖြစ်ပါတယ်ဒေတာကတော့ကန်ဝင်နီးပြကြီးဖြစ်တဲ့အာဆင်ဝင်ကမရယူနိုင်ခဲ့တဲ့ပရီးမီးယားလိမှတ်တမ်းတစ်ခုကိုရယူနိုင်ဖို့လည်းမျှော်လင့်အိမ်မက်နေတာလည်းဖြစ်ပါတယ်ဒါကတော့ပရီးမီးယားလိလက်ရှိချန်ပီယံစုကို200ရာသီဆက်ပတ်တူပဲရယူနိုင်မှုပဲဖြစ်ပါတယ်အာဆင်ဝင်ကတော့အာဆင်နယ်အသင်းကို1996ကနေ2018ခုနှစ်တိုင်ကိုင်တော်ခဲ့တဲ့အတွင်းပရီးမီးယားလိချန်ပီယံစု3ကြိမ်ရယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်1999 98 2001 2002နဲ့2003 2004ရာသီတွေမှာလည်းဖြစ်ပါတယ်1999 98နဲ့98 99ရာသီတွေမှာဘတ်တူပဲချန်ပီယံဖြစ်ဖို့နီးစပ်ခဲ့ပေမဲ့1998 99ရာသီမှာတော့ချန်ပီယံမန်ယူနဲ့တမန်အကွာဒုတိယနေရာနဲ့သာကျင်းပခဲ့ရတယ်ဖြစ်ပါတယ်တကယ်တော့အဲဒီကာလာမှာဖာဂူဆန်နဲ့အာဆင်ဝင်ကမန်ယူနဲ့အာဆင်နယ်တို့ပြိုင်ဆိုင်မှုပြင်းထန်ဆုံးချိန်ကာလဖြစ်ပြီးတော့1999 ရာသီမှာအာဆင်နယ်အသင်းကပရီးမီးယားလိချန်ပီယံစုပထမဆုံးရယူခဲ့တဲ့အချိန်မှာလည်းမန်ယူအသင်းကိုတမတ်ပဲအသာရခဲ့တာဖြစ်ပါတယ်1999 ရာသီကနေ2000ပြည့်နှစ်2000ခုနှစ်အထိရာသီစရိုက်အာဆင်နယ်နဲ့မန်ယူကပရီးမီးယားလိချန်ပီယံစုကိုအပြိုင်လူခဲ့ကြတာဖြစ်ပြီးတော့မန်ယူအသင်းကိုမကျော်နိုင်ခဲ့တာကြောင့်မလို့အာဆင်နယ်အသင်းဘတ်တူဘတ်ချန်ပီယံပဲဖြစ်ခဲ့တာလည်းဖြစ်ပါတယ်ဒါကြောင့်လည်းအာဒီတာကလည်းရှိချန်ပီယံအဖြစ်ပြိုင်ဆိုင်ခွင့်ရရှိလာတဲ့အချိန်မှာအသင်းရဲ့သမိုင်းတစ်လျှောက်မရဘူးသေးတဲ့ဘတ်တူဘတ်ချန်ပီယံဖြစ်ဖို့ဖွင့်ဟပြောကြားခဲ့ခြင်းလည်းဖြစ်ပါတယ်ပရီးမီးယားလိပြိုင်ပွဲကို1992-93ရာသီမှာစတင်ကျင်းပခဲ့တာဖြစ်တာကြောင့်မလို့ကျင်းပတဲ့ရာသီပေါင်း34ရာသီပဲရှိခဲ့ပြီလည်းဖြစ်ပါတယ်အဲဒီ34ရာသီအတွင်းမှာချန်ပီယံစုကိုရယူနိုင်တဲ့အသင်း9သင်းသာရှိခဲ့ပြီးတော့မန်စီးတီးချယ်ဆီအာဆင်နယ်လီဗာပူးဘလက်ဘန်နဲ့လက်စတာတို့ဖြစ်ပါတယ်ချန်ပီယံစုကိုဘတ်တူပဲရယူနိုင်တဲ့အသင်းကတော့မန်ယူချယ်ဆီနဲ့မန်စီးတီး3သင်းသာရှိပြီးတော့နီးပြအနေနဲ့ဖာဂူဆန်မော်ရနိုနဲ့ဂွာရီလိုလာတို့3ဦးသာရှိခဲ့တာလည်းဖြစ်ပါတယ်ဖာဂူဆန်ကပရီးမီးယားလိစတင်ကလေးကချန်ပီယံစုကို200ရာသီဆက်ဘတ်တူပဲရယူနိုင်ခဲ့ခြင်းဖြစ်တယ်လို့ဇက်တိုက်ရယူနိုင်တာ4ချိန်အထိရှိခဲ့တာလည်းဖြစ်ပါတယ်မော်ရနိုကတော့ချယ်ဆီအသင်းကို2004 2005နဲ့2005 2006ဘတ်တူပဲချန်ပီယံဖြစ်စေခဲ့တာလည်းဖြစ်ပါတယ်ဂွာရီလိုလာကတော့2019 18နဲ့2018 19မှာဘတ်တူပဲချန်ပီယံဖြစ်ခဲ့တယ်လို့2000ပြည့်2020 2021ကနေ2023 2024အထိလည်းချန်ပီယံစု4ရာသီဆက်တိုက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒါကြောင့်အာဒီတာအနေနဲ့သူမျှော်လင့်ထားတဲ့အတိုင်းဘတ်တူပဲချန်ပီယံဖြစ်အောင်ဆွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်တော့4ဦးမြောက်နီးပြဖြစ်တဲ့4သင်းမြောက်အသင်းထွက်ပေါ်လာမလားဆိုတော့အာဆင်နယ်အသင်းကိုဒီနေ့မှစောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်အာဆင်နယ်အသင်းကတော့နှစ်ပေါင်း20ကျော်ဝေးကွာနေတဲ့ပရီးမီးယားလိချန်ပီယံစုကိုပြန်လည်ရယူပေးနိုင်ခဲ့တဲ့အာဒီတာကတော့ဘတ်တူပဲချန်ပီယံဖြစ်အောင်ဆွမ်းဆောင်ပေးနိုင်မလားဆိုတာကတော့ရင်ကုန်စွာစောင့်ကြည့်ရမယ်2026 2029ရာသီကတော့ဒီကနေ့ညမှာစတင်ရွေးဖြစ်ပါတယ်